大家好，ဒီနေ့ကျွန်တော်နဲ့အတူအချစ်နဲ့ပတ်သက်ပြီးနာကျင်ရတဲ့စကားလုံးတွေကိုတရုတ်လိုတူတူလေ့လာကြရအောင်ပထမဆုံးတစ်ခုကတော့ရှင်းဆွဲရဲ့အတိတ်ပဲကတော့နှလုံးသားနာကျင်ခြေခွဲခြင်းတနည်းအားဖြင့်တော့အသေးကွဲတယ်ပေါ့ဗျာကျွန်တော်တို့ဒီစာလုံးကိုသုံးပြီးတော့ဝါကြဖွဲ့ကြည့်ရအောင်他离开的时候我心都碎了သူမကျွန်တော်နားကနေထွက်ခွာသွားတဲ့အချိန်မှာကျွန်တော်ရင်ကွဲမတက်နာကျင်ရပါတယ်နောက်ထပ်တစ်ခုကတော့ပိတ်ဖန့်သူ့ရဲ့အတိတ်ပဲကတော့တခြားသူရဲ့တစ္ဆာဖောက်တာကိုခံရခြင်းပိတ်ဖန့်ကိုအသုံးပြုပြီးကျွန်တော်တို့ဝါကြရေးကြည့်ရအောင်你的背叛让我再也不敢轻信任何人你的背叛让我再也不敢轻信任何人မင်းရဲ့တစ္ဆာဖောက်မှုကြောင့်ငါဘသူ့ကိုမှလွယ်နဲ့ယုံကြည်ရဲမှာမဟုတ်တော့ဘူးဒီစာလုံးနှလုံးကိုအသုံးပြုပြီးလူချင်းမင်းတို့ရဲ့ခံစားချက်ကို comment မှာရေးပေးခဲ့ကြအောင်နော်ကြည့်ရှုပေးသူတယောက်တိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ